ဟုတ်ဟုတ်ကဲ့ဆရာမဆရာမသမီးတို့ကလေမိဘမဲ့ကလေးတွေဘိုးဘွားရိပ်သာတွေတည်တတ်မဟုတ်ဘူးတကယ်ပေါ့နော်စားဝတ်နေရေးခက်ခဲပေါ့နော်တော်တော်လေးကြက်တဲနေတဲ့သူတွေပေါ့နော်အဲ့လိုမျိုးတွေကသမီးတို့ private လောက်ချင်တယ်ပေါ့နော်တကယ်လိုအပ်တဲ့နေရာတွေပေါ့သမီးတို့တစ်ချက်လေးစာရင်းလေးလုပ်ပေးနော်သမီးဘက်ကတက်နိုင်သမျှဖွဲ့စည်းကနေလုပ်ပေးသွားမှာပေါ့နော်ဟုတ်ဆရာတော်ယုံကြည်အဲ့ပေါ့ဟုတ်ကဲ့ပါဆရာမရဲ့ဘာဖြစ်လို့လဲဆိုတော့သမီးစင်ကာပူရောက်တာလဲဒါဆရာမတို့သင်ပေးခဲ့တဲ့ English speaking တွေကြောင့်လဲသမီးစင်ကာပူတက်လာတာပဲလေဟုတ်ကဲ့ဟုတ်ကဲ့ဆရာဟုတ်ကဲ့သူမိုက်ပိတ်ထားတယ်ကိုမိုက်ဖွင့်လိုက်မိုက်ဝင်ပြီးဆရာနဲ့စကားပြောအဲ့လိုကျွန်တော်တို့ဒါသားသမီးတွေပေါ့နောက်ထပ်လာဦးမဲ့အဖွဲ့အစည်းတစ်ဖွဲ့လုံးပေါ့နော်ဆရာရဲ့တပည့်တွေပါပဲအကုန်လုံးအပ်ပါတယ်ဟုတ်ကဲ့ဆရာအဆင်ပြေတယ်ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဒီလိုပဲအကျဉ်းလိုပါတယ်ကြောင်လေးတွေပါစွန့်တာစာကျွေးတယ်ကြောင်လေးတွေလိုရတယ်ထက်များသွားပြီနော်အရင်ကထက်တော့များတယ်ဟုတ်ဟုတ်ဆရာသမီး25နှစ်ကျော်သွားပြီနော်မဟုတ်ဘူးလေဆရာသမီးကိုတစ်ခါဘေးတင်တွက်ပေးထားရင်လေအဲ့လေဆရာတစ်ခါဘေးတင်တွက်ထားပေးရလေဟုတ်ဟုတ်ကဲ့ဆရာအဲ့လေသမီးဆရာကိုတစ်ခုလောက်အကူအညီတောင်းချင်တယ်ပေါ့နော်သမီးအခုလှူတဲ့အလှူကိုပေါ့နော်သမီးကဒါဆရာဇီဝမွန်းနဲ့ဆရာမဒေါ်သီတာအောင်တို့ဦးဆောင်တော့တိုင်းသားညီကိုမောင်နှမများပရိုက်တာဖွဲ့လို့နာမည်လေးပေးချင်တဲ့အဆင်ပြေမလားမသိဘူးဟုတ်ကဲ့ဟုတ်ကဲ့ဆရာမဒေါ်သီတာမဟုတ်လားဟုတ်အဲ့ဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးလေးနာမည်ပေးလိုက်မယ်လေပို့ပြီးတော့လှသွားတာပေါ့ဆရာကြီးကလည်းဒါနာမည်ကိုယ်သတင်းပြောတယ်သမီးတို့ဖွဲ့စည်းမှာကျတော့လူကြီးမပါဘူးလေအကုန်လုံးကလူငယ်တွေကြီးပဲကိုလေးလင်းတို့ကျွန်တော်တို့ဒါကိုအေးမြောင်တို့ဒါလူငယ်တွေကြီးပဲဆိုတော့လူကြီးမရှိဘူးလူကြီးမရှိတော့ဒါလူကြီးတွေလိုအပ်တယ်ပေါ့နော်ကိုလေးလင်းဆိုလဲဒါ bright အရင်စိတ်ပါသူက bright အရင်တက်ကြွတယ်သူကထိုင်းနေရာစားတော့ပြီးအလှလိုက်ခံတာသူကပုံကြောင်းတော့อืมတာစကားပြောလိုက်တာရေ
တစကားပြောလိုက်တာတခါလေသမီးတို့နာမည်တွေအမည်မခံစေချင်ဘူးဟုတ်ကဲ့သမီးတို့အမည်တွေမပါစေချင်ဘူးသမီးတို့ကတီးတန့်စေနာလက်တက်များလူစေချင်တာအဲ့တော့သမီးတို့ကဟိုဟမ်ဟာမပါဘူးသမီးတို့တောက်လျှောက်လူတာနာမည်မခံဘူးအဲ့ဒါကြောင့်ဆရာနဲ့ဆရာမနာမည်ကိုသုံးချင်တယ်လို့ပြောတာကျွန်တော်တို့နာမည်တွေမပါစေချင်ဘူးကျွန်တော်တို့ကစေတနာကိုပဲလူချင်တာဟိုလိုမျိုးနာမည်ကြီးအတက်တာမလို့ချင်ဘူးကျွန်တော်တို့အဖွဲ့အစည်းကဘာဆိုင်လို့လဲဆရာဆရာမတို့ကကူညီပြရမယ်ပြည်လို့မဟုတ်လေဆရာရဲ့ဟိုလေးလေးပုံလေးဆွတ်ဆွတ်နေလိုက်နေမဟုတ်ပါဘူးကျွန်တော်ထုတ်ထိုက်ထားတဲ့သူတွေမဟုတ်လို့ပါကျွန်တော်ထုတ်ထိုက်ထားတဲ့သူတွေတမီးအဲ့လိုမျိုးလိုချင်တာတမီးစိတ်သက်လဲဆရာသိပါဆရာဆရာမတို့လည်းဒါကုသိုလ်လည်းရဝမ်းလည်းဝလေတမီးဘက်ကလည်းဆရာဆရာမတို့သုံးစိတ်ထောက်ပံ့ပေးပါမယ်ပြီးတော့ဒီကလေးမိဘမဲ့ကလေးတွေရောပြီးတော့ဘဝရိပ်တာရောပြီးတော့ဒီပေါ့နော်ဒီဆင်းရဲဒုက္ခရောက်နေရပေါ့နော်စာဝတ်နေခက်ခဲဖြစ်နေတဲ့သူလေးတွေပေါ့နော်အကုန်လုံးကိုပေါ့နော်တမီးတို့ဟုတ်ဒီဘက်ကအဖွဲ့အစည်းကနေလုပ်နေပေါ့နော်ဟုတ်ကဲ့ဆရာဟုတ်တယ်ဟုတ်တယ်သိရသိရစိတ်ချပါတမီးတို့အဖွဲ့အစည်းကလည်းဒါသူတို့ဆိုဒါအခုပဲကြည့်တယောက်ကို30ပဲထားအောင်2ယောက်ဆိုပဲ20လေအေး10ယောက်ဆိုပဲတွက်ကြည့်ဟုတ်တယ်မလား100ဖြစ်နေတယ်အယောက်50ကျော်100နီးပါလေဟုတ်တယ်မလားဒါဆိုဟိုတမီးတို့ဟိုတနေ့ကကြောင်းတစ်ကြောင်းလုံးပေါ်အောင်တက်လိုက်တာငွေ3သိန်းကျော်ရအားကြဆရာမတို့လည်းကျွန်တော်တို့ကိုပြောလေဒါကျွန်တော်ကိုလင်းလင်းတို့ကိုအေးမီအောင်တို့ဒါအများကြီးရှိသေးရဲ့အဖွဲ့အစည်းရကဲဟုတ်ကဲ့ဆရာဆရာမဒီဟာတော့ဟိုကြောက်လို့ပေါ့ဟိုနှုတ်ပါလေလောက်ကုန်တဲ့ခါကျရင်ဆန်စီစားငရုတ်ချက်တုံနှုတ်တဲ့ခါကျတော့ဆရာမတို့ကိုယ်တိုင်သွားလုပ်ပေးမှရမယ်နော်အခုလည်းကျွန်တော်ဆန်စီစားတွေကြတော့အဆင်မပြေဘူးလေအဲ့လိုမျိုးဟုတ်ကျအဲ့ဒါအတွက်ကကျွန်တော်တီးတန့်ကောက်ထားပြီးသွားပတ်စံဆန်စီစားငရုတ်ချက်တုံအတွက်ကနော်အဲ့ဒီချက်တော့တမျိုးလုပ်ပေးတမျိုးပို့ပေးလိုက်မယ်ဟိုဟာဒီဘက်ဟိုဟာနောက်ဘက်တနင်္လာနေ့လောက်ကိုအဲ့ဆန်နေစီတွေကျွန်တော်လွှဲပို့ပေးမယ်အဆင်ပြေအောင်လို့ဟုတ်
အမေရိကကိုအောင်နဲ့စကားပြောသေးလားအမေရိကကိုအောင်နဲ့ဆရာမအမေရိကကိုအောင်နဲ့စကားပြောသေးလားလို့ဩဘယ်အဲ့ဆိုအဲ့အမေရိကအကိုအောင်ပြန်လာသမီးကိုတစ်ချက်ပြောပေးဦးနော်အေးမတော်သမီးကိုမှမပြောတာသမီးကိုတိန်းထားတာသမီးကိုမှမပြောကြอืมသိကြလားသမီးကိုသင်ပေးခဲ့တဲ့ပညာတွေနဲ့သမီးဆရာမတွေပြန်ပြီးတစ်လှည့်ပြန်လုပ်ကြည့်မယ်နော်ဆရာမတွေသင်ပေးခဲ့တဲ့အင်္ဂလိပ်စာကြောင့်လည်းသမီးစင်ကာပူမှာနာမည်ရနေရလေအဲ့ဒါဆရာမတွေရိုင်းကျေးဇူးတင်တယ်အခုဘာသာကိုဆိုတော့တီးတန့်ကြီးတော့အင်္ဂလိပ်စာသင်တန်းမတက်ဖြစ်ဘူးလေဒါဆရာမတွေရဲ့ဒါပညာသားမချမ်းမဲနဲ့ဒါ English speaking တီးတန့်လေးတင်ပေးခဲ့တဲ့ခါကျတော့သူတို့အတွက်ကဘဝအသက်မွေးကြောင်ပြည့်ဖြူစုလုပ်လို့ရသွားတာပေါ့ဟုတ်တော်တာပေါ့အဲ့ဆိုဆရာတပည့်ထဲမှာထူးချွန်တာဆိုလို့အများကြီးပဲပေါ့သမီးလည်းပြန်လာဆရာမတို့သမီးရဲ့စုတွေနဲ့ကတော့မယ်နော်အဲ့တော့ရင်းစကားပြောအင်းစညာညာပဲသူကထိုင်းอ่ะသမီးကစင်ကာပူอ่ะသူကထိုင်းอ่ะဟုတ်မလေးရှားရယ်ထိုင်းရယ်စင်ကာပူရယ်အော်မဟုတ်လှူတဲ့လူတွေကဖိလစ်ပင်းနဲ့အင်ဒိုနီးရှားတွေလည်းပါတယ်ဆရာအကောက်ထည့်လိုက်မယ်ခဏလေးကျွန်တော်ထည့်လိုက်မယ်တခါလေးထည့်ပေးမယ်ခဏလေးမစင်းနိုင်အောင်နော်မစင်းနိုင်အောင်ခဏလေးကျွန်တော်ထည့်လိုက်မယ်ဆရာအကောက်ကစီဝါမုံးမလားခဏလေးတော့ဆရာမစင်းနိုင်အောင်ကျွန်တော်မှနာမည်စင်းကြည့်ဟုတ်ဆရာတွေ့ဟောတမီတငယ်ချင်းဖြစ်လာလို့ကြည့်မလို့တမီးကအကောက်အစ်စ်ပြောင်းတာမဟုတ်ဘူးအကောက်ကအခိုးခံရတာများတာဟုတ်ဟက်ခံရတာစီးပွားရေးလုပ်တော့လေအဲ့စီးပွားရေးအကောက်ကခဏခဏဟက်ခံရတယ်
သမီးတွေ့ပြီဆရာသမီးအခုအပ်လိုက်မယ်နော်ခဏလေးနော်ကို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 လင်းကိုကိုလင်းကိုကိုလင်းကိုကျွန်တော် link ချပေးမယ်အဲ့ဒီ link ကိုအပ်လိုက်အပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ပြောသလိုအကောင့်အပ်ပြီးတော့ကျွန်တော်ဒီ group ထဲမှာ join ပြီးလုပ်ပြလို့ရမှာကိုအပ်လိုက်ဆရာဖုန်းကင်နေနော်ကျွန်တော်အခု link ချပေးမယ်နော်ကိုနော်မသမီး link ချပေးလိုက်မယ်ဆရာခဏလေးနော်သမီးလည်းတိတ်မကျွမ်းကျင်ပါဘူးဆရာဟုတ်သမီးကနိုင်ငံပေါင်းစုံနဲ့လိုက်ပြီးတော့စကားပြောတယ်ဆရာတို့ရဲ့တပည့်မှာသိရပေါက်ကြော်လေကိုရေကျွန်တော်ပို့ပေးလိုက်ပြီဆရာကိုအပ်လိုက်နော်ဆရာFacebook မှာကြည့်နေနော်ကိုအပ်လိုက်မယ်လင်းလင်းမြန်မာဆိုပြီးတော့လင်းလင်းမြန်မာလင်းလင်းမြန်မာမြန်မာနိုင်ငံအလံနဲ့အပ်လိုက်ပြီလားအပ်လိုက် Messenger မှာဟိုင်းလိုက်ဟုတ်ပြီးပြီဂရုထဲကိုထည့်လိုက်ခဏလေးနော်ကိုအဲ့ဒါကို Happy Birthday ထဲကိုထည့်လိုက် Happy Birthday ထဲကိုထည့်လိုက်ဂရုထည့်လိုက်ဟုတ်တယ်လားကျွန်တော်ဖုန်းကဆက်ကြောင်နေလို့လုံးမရလို့ရလားထည့်လိုက်ပြီနော်ထည့်လိုက်ပြီလားဝင်သွားပြီလားကြည့်လိုက်အဲ့တော့ဆရာ join ဆိုတာလေးကိုနှိပ်လိုက်ဆရာ join ဆိုတာလေးကိုနှိပ်လိုက် join ကိုနှိပ်လိုက်ဟိုင်းလိုက်ဥပဒေမှာဟိုင်းလိုက်ဟိုင်းဝင်လာပြီတူတယ်ကျွန်တော်ဆရာဆိုအကုန်ချောတယ်ကိုပြောဆရာချောတယ်ဆရာမဆင်းပြီဆရာမဆင်းပြီဆရာမဆင်းပြီပြန်ဝင်လာပြီဆရာကိုလင်းလင်းကအင်္ဂလိပ်စာအရန်တက်ချင်တာသူညာဘက်တညာလုံးအားတယ်သူတို့အင်္ဂလိပ်စာသင်ခိုင်းနေတာဆရာတို့ကိုအင်္ဂလိပ်စာသင်ပေးလိုက်
ဆရာအရင်သဘောကောင်းတယ်ဟုတ်တယ်ကျွန်တော်တို့ဆိုရင်8တန်း9တန်းနှစ်စတိုက်နှစ်စတိုက်8တန်း9တန်းနှစ်စတိုက်ဆရာသမီးလိုတော့မလုံးနိုင်ဘူးသမီးလိုတော့မလုံးနိုင်တော့ဆရာကိုလေးလင်းကိုဆရာမမဟုတ်ဘူးနော်ဆရာသင်ပေးတဲ့အင်္ဂလိပ်ဆရာကလေဖိလစ်ပင်းနဲ့အင်ဒိုနီးရှားတွေထက်တောင်ပါတယ်ကျွန်တော်ပြောချလိုက်ကျွန်တော်ပြောချရလားကျွန်တော်ဆင်းလိုက်မယ်ခဏလေးကျွန်တော်ဆင်းလိုက်တူလေးပဲကြားတယ်သူကစကားပြောတူလေးပဲပြောတူလေးပဲကြားတယ်တောင်းတဆရာကြီးကြီးကြားကျွန်တော်လက်ချက်နဲ့ပြောတာဒီဆရာဟုတ်ဝေးတမီးရတာအကောင်လေးမကြားဘူးမူရစကားပြောရင်သူကတူပဲပြောတာဆိုတော့အဲကြောင့်မကြားဘဝေတန်ကျဲတယ်မယုံဆရာအောင်မေးကြည့်တိတယ်လေအခုကောင်လေးမကြားဘူးကောင်းလဲမော်ကျွန်တော်အကိုကျွန်တော်ကောင်းလဲမော်ဒီတော့25သူလည်း26ပဲတော့ပဲကျွန်တော်ကောင်းလဲမော်ကျွန်တော်အကိုလိုခင်ရတဲ့သူပေါ့အေးပါဒါမဲ့ဆရာတော့ကျွန်တော်ဘယ်ယောက်ျားလေးနဲ့မှတော့တိတ်မင်းမဆက်ပေးဘူးဒါပထမအဆုံးချိန်ပေါ့နော်ဒါပါဘယ်ယောက်ျားလေးတစ်စက်ယောက်ျားလေးနဲ့တစ်ခါမှတော့မင်းမဆက်ပေးဘူးဟုတ်တယ်ဟုတ်အေးပါဝမ်းသာပါတယ်လို့ငါနေဆိုတော့မရောလေမဟုတ်ဘူးလေဆရာတစ်ခါတပြို့ပြပြမှုတယ်လေသမီးကတဲ့ဟိုပါလဲငါးကျွင်းဖြစ်တဲ့အခါကျတော့ညနေ4နာရီပိုင်းမှာမွေးမယ်ဆိုလို့ရှိရင်တဲ့25မကျော်ဆိုစစ်အိမ်အောင်ကြခင်ရှိတယ်အိမ်အောင်ကြရင်တော့30ကြမှာလို့ဆရာတစ်ခါပြောပွေလေနေမစိုးဘူးပဲအရန်ညံကောင်းတာပဲသမီး25ကျော်သွားပြီအိမ်အောင်30မကြတော့ဘူးလို့ပြောမလို့ very good သိတော်တာပဲအဲ့တော့အေးလေသမီးအဲ့ဒါလေးထိန်းလို့လည်းပဲအခုတကယ်ကိုပဲထိတ်ဆုံးရောက်တာပေါ့โอเคလားright ဆရာပြောတဲ့ဟာတွေစညင်ဘက်တွေလည်းလောက်ထားတယ်ကောင်းတယ် very good ဆရာတပည့်ကညာကောင်းတာသိပါတယ်မကောင်းတဲ့ဘက်မှာလေဟုတ်အဲ့ဒါမှဖြစ်မှာဟုတ်လားဟိုကခုနပြောလို့အခါလေးအကုန်လုံးကဗေဒတွေကြီးပဲနော်ဟုတ်တယ်ဘုရားငါးကျွင်းလေးသမီးရဲ့ဘာဖြစ်လို့တပ်ပညုညံရဘောပေါက်လားရှင်းတယ်နော်အေးအဲ့ဒါအထာပဲအဲ့ဒါလိုချင်သမီးလည်းငါးကျွင်းဆရာလည်းငါးကျွင်းအကောင်းတော့ဘောပေါက်တယ်နော်ဟုတ်လက်ကြည့်ပြစုံကအဲ့တော့မင်းเจ้าဆရာတော်ဘုရားကြီးဆိုရင်လက္ခဏာကြီးတစ်ခုမှမရှိဘူးဟောနိုင်ငံတော်ကကိုးကွယ်ရတော့တန်ခါတကယ်နာယကတွေမှာထိတ်ဆုံးတစ်ပါးဖြစ်တော့လက်ရှိပြစုံကတဲ့တဲ့တာကြိုးစားမှုကဘာဖြစ်လဲအရေးကြီးဆုံးဟုတ်ကဲ့စိတ်ကောင်းမှုအရေးကြီးတော့ဟုတ်လားဒီစိတ်ကအရေးကြီးတော့ဒီစိတ်ကြောင့်လေနောက်ကကုန်ပါအဲ့တော့တာစိတ်ရှင်းတယ်ဆရာမြူမလို့ဆရာချေမတပုံတော့မမိသေးပါဘူးတမျိုးဟိုမှာစပြီးတော့အကောင့်တက်ပေါ်လာပြီးတော့ငယ်လေးအောင်ဆရာတင်းချမ်းကုန်းတော့ချက်လောက်တစ်ခက်ရအောင်ဆရာချောပါသေးရဲ့ဗျဟုတ်လားသမင်လည်းကြည့်တော့လေဒီမှာဖြူဖွဲနေပြီဆရာချောဆုံးအာဟာအေးဘောနေတို့တက်မှာတော့ကြောနေတာဒီပါပြီအကိုလေးနဲ့ဓာတ်ပုံနဲ့တကုံရိုက်နေနော်မပြောသေးဘူးဟုတ်ပါဘူးကိုဝေး
ဝါသနာပါလားဝါသနာပါလားကျွန်တော်လေကျွန်တော်ကအမြဲတမ်းလက်ကတို့နေတဲ့လူလေအခုကျွန်တော်အကိုဝင်သွားတာလေကိုစကားပြောရတယ်မှာဆရာနဲ့ပြောဆရာ ငါကလေးပြောပြီငါတို့ငါဟိုကနေ Facebook ကနေပဲငါလမ်းပို့ထားလိုက်မယ် business အခြေခံနေအကုန်လုံးဟုတ်ဒါပြီနော်အားတဲ့ခါသားဆိုထုတ်ကြည့်လိုက်ပါနော်ပါဆရာအခုချိန်မှာသူ့ကိုချက်ခိုင်းလိုက်မြန်မာကြီးပြန်လာလို့သူမရဘူးဆိုချိုက်လိုက်တော့ကြည့်နေရကလေးပြောမပြောတာဟုတ်ကျွန်တော်ညဘက်တွေကတော့ညဘက်